ဒီကောင်လေးအာဂုစ်ဟာထူးဆန်းလာတဲ့ဥတလုံးကိုကောက်ရရှိခဲ့တာဖြစ်ပါတယ်။စူးစမ်းလိုစိတ်ကြောင့်သူဟာအဲ့ဒီဥရဲ့အခွန်ကိုခွဲကြည့်လိုက်တဲ့အခါအထဲကနေရေယိုစိတ်နဲ့အရေတွေစီးကျလို့လာခဲ့တာပေါ့။သို့တော်လည်းအထဲမှာဘာရှိလဲဆိုတာကိုသေချာမကြည့်ရသေးခင်မှာတင်အမေဖြစ်သူကသူ့ကိုလှမ်းခေါ်လိုက်တာကြောင့်အဝေးသို့ထွက်ခွာသွားခဲ့ရပါတယ်။ခဏကြာမှာတော့အဲ့ဒီဥဟာရုတ်တရက်လှုပ်ရှားလို့လာခဲ့ပါတယ်။အာဂုစ်ပြန်လဲရောက်ရှိလာတဲ့အချိန်မှာတော့အခွန်လွတ်ကြီးကိုပဲတွေးရှိလိုက်ရတော့တာပေါ့။အခန်းထဲကနေထူးဆန်းတဲ့အော်တန်လေးတွေထွက်ပေါ်လာခဲ့ပြီးဖန်ပလင်းတစ်လုံးလဲကွဲအပ်သွားခဲ့ပါတယ်။စူးစမ်းရှာဖွေပြီးတဲ့နောက်မှာတော့သူဟာမျက်ပင်ရဲ့အနောက်ဘက်မှာပုံအောင်နေတဲ့ဒိုင်နိုဆောပေါက်စလေးတစ်ကောင်ကိုရှာဖွေတွေ့ရှိသွားခဲ့ပါတော့တယ်။အာဂုစ်ဟာသူ့ရဲ့လက်ကိုလှမ်းပြီးဆန့်ထုတ်လိုက်ပေမဲ့လည်းအဲ့ဒီတရဝါလေးရဲ့တုံ့ပြန်မှုကြောင့်အနှဲငယ်ထိတ်လန့်သွားခဲ့ရတာပေါ့။သို့တော်လည်းအာလူးကျော်တုံးလေးတွေကိုကျွေးမွေးလိုက်တဲ့အခါမှာတော့အဲ့ဒီတရဝါလေးဟာသူ့ဘော်ယုံကြည်စိတ်ချသွားခဲ့ပြီးအနားသို့တရွေ့ရွေ့ချင်းကပ်လာခဲ့ပါတယ်။အဲ့ဒီတရဝါလေးဟာအစားအသောက်အင်မတန်ငတ်မွတ်နေခဲ့ပြီးကျွေးသမျှအစားအသောက်မှန်သမျှကိုအကုန်လုံးလှည့်မြန်စွာပဲစားတောက်ပစ်လိုက်တာပေါ့။အာဂုစ်ဟာတရဝါလေးရဲ့ခန္ဓာကိုယ်ရေတက်ခန်းချောက်နေတာကိုသတိထားမိသွားခဲ့ပါတယ်။သူဟာရေပုံးထဲသို့ရေတွေဖြည့်ပေးလိုက်တဲ့အခါမှာတော့ဒိုင်နိုဆောလေးဟာချက်ချင်းဆိုသလိုပြန်လဲလန်းဆန်းပြီးတက်ကြွလို့လာခဲ့တာပေါ့။အဲ့ဒီညမှာတော့အာဂုစ်ဟာရုတ်တရက်အော်ဟစ်တန်တစ်ခုကိုကြားလိုက်ရပါတယ်။အပြေးလွှာသွားရောက်ကြည့်ရှုလိုက်တဲ့အခါမှာတော့အဲ့ဒီဒိုင်နိုဆောလေးဟာညီမလေးရဲ့ရေချိုးကန်ထဲမှာပျော်ရွှင်စွာဆော့ကစားနေတာကိုတွေးရှိလိုက်ရတာပေါ့။အာဂုစ်ဟာအနားသို့တရွေ့ရွေ့ချင်းကပ်သွားပြီးဒိုင်နိုဆောလေးကိုညင်သာစွာပုတ်တက်ပေးလိုက်ပါတယ်။အဲ့ဒီတရဝါလေးဟာအင်မတန်ရင်ပါလွန်းတာကိုမြင်တွေ့လိုက်ရတဲ့အခါညီမလေးဖြစ်သူကလည်းကြောက်ရွံ့စိတ်တွေမရှိတော့ဘဲဒီလျှို့ဝှက်ချက်ကိုအခြားသူတွေကိုလုံးဝမပြောပြဘဲထိမ့်သိမ်းပေးပါမယ်လို့ကတိပေးလိုက်တာပေါ့။အဲ့ဒီနေ့ကစပြီးတော့အာဂုစ်ဟာအဲ့ဒီဒိုင်နိုဆောလေးကိုအိမ်ထဲမှာပဲတိတ်တဆိတ်ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။သို့တော်လည်းတရက်မှာတော့ညီမလေးကလှမ်းခေါ်တာကြောင့်အခန်းတကားပိတ်ဖို့မေ့လျော့သွားခဲ့ရတာပေါ့။ဒိုင်နိုဆောလေးဟာအခန်းပြင်သို့ထွက်လာခဲ့ပြီးမိသားစုကမွေးမြူထားတဲ့အိမ်မွေးခွေးနဲ့မထင်မှတ်ပဲထိတွေ့သွားခဲ့ရပါတယ်။သူဟာအလွန်မင်းထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီးလှေကားအတိုင်းအောက်သို့ဒလာဟောလိမ့်ဆင်းသွားခဲ့ကအိမ်ပြင်သို့အပြေးလွှာထွက်ပြေးခဲ့ရတာပေါ့။အနောက်ကနေခွေးကလည်းတကောက်ကောက်လိုက်လံဟောင်ဣနေခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဒိုင်နိုဆောလေးဟာပန်းခြံတွေကရုပ်တုတစ်ခုလိုမျိုးငြိမ်သက်စွာဟန်ဆောင်လိုက်တာကြောင့်ခွေးရဲ့အာယုံစိုက်မှုကိုပါနက်စွာလှည့်စားနိုင်ခဲ့ပါတယ်။အဲ့နောက်ဒိုင်နိုဆောလေးဟာအနောက်သို့လှည့်ကြည့်လိုက်တဲ့အခါအစားအသောက်တွေပြည့်နှက်နေတဲ့ကန်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရတာပေါ့။သူဟာအချိန်မဆွဲပဲအထဲသို့ဝုန်းကနေခုန်ဆင်းလိုက်ပြီးအစားအသောက်တွေကိုစိတ်ကြိုက်စားတောက်ပါတော့တယ်။နောက်တစ်နေ့မှာတော့အာဂုစ်ဟာအကြီးကျယ်အံ့ဩထိတ်လန့်သွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒိုင်နိုဆောလေးရဲ့အရွယ်အစားဟာမူလထက်10ဆခန့်အထိအရှိန်ဟုန်ပြင်းစွာကြီးထွားလာခဲ့လို့ပဲဖြစ်ပါတယ်။အိမ်ထဲမှာလျှို့ဝှက်စွာဆက်လက်မွေးမြူဖို့ဘလို့မှမဖြစ်နိုင်တော့တာကြောင့်အာဂုစ်ဟာဦးလေးဖြစ်သူစီမှာအကူအညီတောင်းခံပြီးအဲ့ဒီဒိုင်နိုဆောလေးကိုရေကန်ကြီးစီတို့ပြန်လည်ပို့ဆောင်ပေးခဲ့ရတာပေါ့အစပိုင်းမှာတော့ဒိုင်နိုဆောလေးဟာသူတို့နဲ့မခွဲခွာခြင်းပဲတွန်းဆုတ်နေခဲ့ပါတယ်သို့တော်လည်းဦးလေးဖြစ်သူကအစားအစာအဖြစ်အသုံးပြုပြီးရေထဲသို့ဝင်ရောက်သွားအောင်မြင်စွာဖြောင်းပြဆွဲဆောင်နိုင်ခဲ့တာပေါ့ဒိုင်နိုဆောလေးဟာနောက်ဆုံးနှုတ်ဆက်တဲ့အော်တန်လေးကိုထုတ်ဖော်လိုက်ပြီးနောက်အောက်ခြေသို့ငုတ်ရှိုးထွက်ခွာသွားခဲ့ပါတော့